အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကပြည်ကားတဲ့ resident မှာရှိနေတဲ့အခန်းတွေကို room ပုံစံအနေနဲ့လိုက်ပြပေးမှာမို့လို့အားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် Okay လိုက်ခဲ့ပါနော်စင်ကာပူကကျွမ်းကျင်တဲ့ architect ပညာရှင်တွေရေးဆွဲထားတဲ့ design ဖြစ်ပြီးတော့အခန်းဖွဲ့စည်းတဲ့နေရာမှာလည်းကျယ်ဝန်းအောင်ဖွဲ့စည်းထားတဲ့အတွက်ကြောင့်ရော interior design တွေရေးဆွဲတဲ့အခါမှာအခန်းရဲ့အယောင်ကြီးချေတာတွေ furniture ရွေးချယ်တဲ့အခါမှာလည်းတက်တောင့်တက်တာဖြစ်စေဖို့နဲ့အခန်းရဲ့နေရာလွတ်တွေကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကျယ်ဝန်းနဲ့ပို့ပြီးတော့လွတ်လပ်တယ်လို့ခန်းစားရမှာဖြစ်ပါတယ် living room ကတော့မိသားစုဝင်တွေအနားယူဖို့အတွက်ရောတငယ်ချင်းတွေဝိုင်းဖွဲ့စားတောက်ဖို့အတွက်အကောင်းဆုံးနေရာလေးပါအခန်းတိုင်းမှာဝရဏပါရှိပြီးတော့ဒီနေရာကနေရန်ကုန်မြို့ရဲ့အလှပတွေကိုခန်းစားခွင့်ရှိပါသေးတယ်ကျွန်တော်တို့စီမှာ city view နဲ့ pagoda view ဆိုပြီးတော့နှစ်မျိုးနှစ်ဆရှိတယ်အဲ့ဒီထဲမှာကျွန်တော်အခုရောက်နေတာကတော့ city view အခန်းပါအဲ့တော့ကျွန်တော်နဲ့အတူတူ city view ကနေမြင်တွေ့ရမယ့်ရှုခင်းတွေကိုခန်းစားကြည့်အောင်ယူပိုလာတာလို့ချင်းရင်တော့14လွှာအထက်ကအခန်းတွေကပို့ပြီးတော့အဆင်ပြေစေတယ်လို့ကျွန်တော် recommend ပေးချင်ပါတယ်ဒါကတော့ master bedroom ပါဒီ master bedroom မှာကျွန်တော်အကြိုက်ဆုံးနေရာလေးကတော့ဒီနေရာလေးပေါ့ဒီနေရာမှာက coffee တစ်ခွက်စောင်းတအုပ်ဖက်ရင်းနဲ့အပြင်ကရှုခင်းတွေကိုကြည့်ရတာတနေ့တာပင်ပန်းခဲ့တဲ့မြောက်ကိုအမောပြေစီမယ်လို့ထင်ပါတယ်အဝိပီတို့ဆိုရင်လည်းအဝတ်စားရည်နဲ့ပစ္စည်းတွေကိုထည့်ဖို့အတွက်လုံလုံလောက်လောက်စီစဉ်ပေးထားတယ်။စေပေါက်လည်းပါတယ်။မိဘူးတိုက်စင်နဲ့မိဘူးလည်းစီစဉ်ပေးထားတယ်။ဒီ master bedroom ရဲ့ကက်ရက်မှာဆိုရင်တော့အခန်းနှစ်ခန်းရှိတယ်။အဲ့တော့ကျွန်တော်တို့ဒီဘက်အခန်းလေးကိုအရင်ဆုံးဝင်ပြီးတော့ကြည့်ကြည့်အောင်။ဒါကတော့နှစ်ယောက်ခန်းပါ။ဒီနှစ်ယောက်ခန်းနေပြီးတော့လည်းအပြင်မြင်ကွင်းတွေကိုကြည့်လို့ရသေးတယ်။ဒါကတော့အဝိပီတို့ပေါ့။ Okay ကျွန်တော်နောက်ထပ်တစ်ခန်းကိုဆက်ပြီးတော့သွားကြည့်ရအောင်။ဒီအခန်းလေးကတော့တယောက်ခန်းလေးပေါ့ဒီအခန်းမှာစာကြည့်စပွဲလဲပါတယ်အဝတ်ဘီလိုလည်းရှိတယ်ဒါကတော့ common toilet ပါ kitchen room ထဲမှာဆိုရင်လည်း toilet အသေးလေးနဲ့ store can လည်းရှိသေးတယ်ဒါကတော့ kitchen room ပါဒီ kitchen room ကတော့ fully equipped kitchen ဖြစ်ပြီးတော့ထမင်းပေါင်းကိုဟင်းချက်ရမှာအသုံးပြုတဲ့အိုးခွက်ပကံတွေ toaster ချိန်နွေးအိုး microwave oven အပြင်ကျွန်တော်တို့ထမင်းစားတဲ့အခါမှာအသုံးပြုတဲ့ပကံတွေကိုလည်းစီစဉ်ပေးထားတယ်။ဒါအပြင်ကျွန်တော်တို့ washing machine လည်းရှိတယ်။ကဲကျွန်တော်နဲ့အတူတူဒီနေ့ room tour လေးကိုလိုက်ပါကြည့်ရှုခန်းစားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ပြည်ကားတဲ့ resident ရဲ့ 3 bedroom apartment မှာလည်းလာရောက်နေထိုင်ဖို့အတွက်နှွေးထွေးစွာနဲ့ဖိတ်ခေါ်ချင်ပါတယ်။အသေးစိတ်အချက်လက်တွေကိုတော့ဖုန်းနံပါတ်312334334 extension number 14လုံးကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ဗျ။